တရားဥပဒေစိုးမိုးရေးဆိုတာလည်းမြန်မာနိုင်ငံမှာကတရားဥပဒေအထက်မှာကဥမင်းအွန်လိုင်းကိုယ်တိုင်ရှိနေတာဟုတ်နော်ရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီကိစ္စတရားဝင်သလားမဝင်သလားဆိုတဲ့ခါကျတော့သူလုပ်တဲ့ကိစ္စတရားမဝင်ဘူးဆိုတာကဟိုအရင်တည်းကဒီစာလုံးရစအာနာစထိန်းကလေးကနော်ဟိုကျင်ညာထားပြီးသားဖြစ်တယ်တရားမဝင်ဘူးဆိုတော့ကျွန်တော်အခုကာလုံအကိုးကားနဲ့ကာလုံကနေဥပဒေပြုရထားပါတော့ကာလုံကဥပဒေပြုအောင်လဲသူကာလုံကလည်းစုပ်ပြတ်သားနေပြီဟိုတောင်တခြားမြောက်တခြားဟိုရွက်နေပြီလေဟုတ်တယ်မလားစာလုံးရစတဲ့ကကာလုံဆိုတော့တေချာဖွဲ့စည်းခဲ့ရလို့လားဖန်ခံရသူကဖန်ကာလုံဖွဲ့စည်းရဆိုတာအားလုံးသိတဲ့အတိုင်းပေါ့ဗျာနော်အားလုံးတော့ပါတင်ပါထိုက်တွေအကုန်ပါတယ်ကာကျုပ်ဒုကာကျုပ်နော်နေဆက်ရေးရဝင်ကြီးပြီးတော့လို့ရှိရင်ကာကွယ်ရေးဝင်ကြီးပြည်ထောင်ရေးဝင်ကြီးနောက်ထပ်ကျွန်တော်တို့မျိုးသားလွတ်တော်ဥက္ကဋ္ဌသမ္မတဒုသမ္မတ2ယောက်နော်နိုင်ငံရေးဝင်ကြီးစသဖြင့်ပေါ့ဒါတွေအားလုံးပါဝင်ရမယ်အစားဒါတွေကိုလည်းဖမ်းနေတဲ့သူလည်းဖမ်းရတယ်ဆိုတာကာလုံကအင်္ဂါမစုံအားလုံးကကာလုံလုံးဝကာလုံကအင်္ဂါမစုံတဲ့အတွက်ကြောင့်မို့ဒီကာလုံကလည်းအင်အားဘယ်လိုခေါ်မလဲအင်အားဒီနိုင်ငံရေးအင်အားအားပြည့်ကြည့်မယ်ဆိုရင်စစ်တပ်အောက်မှာပဲရှိတယ်အဲ့တော့ကာလုံမှာသမ္မတတွေအားလုံးကလည်းအဖမ်းခံထားရတဲ့သူနဲ့နော်တည်တဲ့သူနဲ့နောက်တစ်ခုကနှုတ်ထွက်တဲ့သူနဲ့ဆိုတဲ့ခါကျတော့ကာလုံမှာထပ်ပြီးပုံမှန်431ရဆိုပြီးတော့ဟို signing power ကိုဦးမင်းအောင်လိုင်းယူထား signing power နဲ့အခုလောလောဆယ်ယာယီသမ္မတထပ်လုပ်လိုက်ပြန်ပြီလုပ်တဲ့အခါမှာသူ့ကာလုံကရှုပ်ရှက်ခတ်ပြီးတော့အင်္ဂါမစုံတဲ့ကာလုံဖြစ်နေဒီကာလုံကနေပြီးတော့ထုတ်တဲ့ဥပဒေကတရားဝင်မှုဝင်ဆိုတော့စဉ်းစားကြည့်ပါဗျာကာလုံတေသေးချာမဖွဲ့စည်းဘူးကာလုံနဲ့တေသေးချာမတိုင်ပင်မဲနဲ့အာဏာကိုစထိန်းလိုက်တဲ့ကသူ့ရဲ့တရားဝင်မှုကတော့ဘယ်လိုနည်းနဲ့မှတော့မတွေ့ဘူးပေါ့ဗျာနော်တရားဝင်မှုကိုကျွန်တော်တို့အဲ့ဒီအချိန်မှာလည်းနိုင်ငံတကာဝေဖန်မှုတွေရှိတယ်တရားဝင်မှုလည်းမရှိသလိုစပြီးတော့အာဏာကိုထိန်းကလေးကလည်းတရားဝင်မှုကမရှိပြန်ဘူး